အမေနံကတိုင်းမဲ့တော်မဆခြင်းခံလိုက်ရတဲ့ဖိုးချစ်မြမဇတ်တပင်လောကမှာမမြင်ရတဲ့အမှုပညာလမိုင်းတွေရိုးရာနက်တွေကိုပါတာပူဇော်တဲ့ယုံကြည်မှုတွေကအခုချိန်ထိအခိုင်အမာရှိနေစေပါဒီကနေ့မှာတော့ပဲခူးမြို့မှာကပြဖြောပြမဲ့ဖိုးချစ်ဇတ်တပင်အဖွဲ့ကြီးကြုံတွေ့ခဲ့ရတဲ့ထူးခြားဆန်းကျယ်တဲ့ဖြစ်ရမှန်လေးတစ်ခုကိုတင်ဆက်ပေးပါမယ်။နေမြေတိကိုရောက်တိုင်းနေရှင်ပဲရှင်တွေကိုပွဲလေးလမိုင်းလေးတင်လေးရှိတဲ့ထုံးစံအတိုင်းပဲဖိုးချစ်တို့ဇက်ဖွဲ့ကပဲခူးမြို့ရဲ့စက်တီရီဆောင်အမေနံကတိုင်းမဲ့တော်ကြီးကိုတွားရောက်ပူဇော်ခဲ့ကြပါတယ်။အဲ့ဒီလိုရိုးရိုးသေးသေးပွဲပေးနေချိန်မှာလူရှင်တော်ဥပေါ်လာရဲ့ဇနီးကိုအမေကြီးကရုတ်တရက်ဝင်ပူးသွားခဲ့ပါတယ်။အဲဩစရာကောင်းတာကကတက်ခုံတက်သူလုံးဝမဟုတ်တဲ့သူမကနက်ဝင်ပူးချိန်မှာကျွမ်းကျင်တဲ့ကကြီးတဲ့တယောက်လုံးနက်ကဟန်တွေနဲ့ဇက်တိုက်ကပြခဲ့လို့အဖွဲသားတွေတောင်ဝိုင်းထိန်ခဲ့ရပါတယ်။တပင်တဲတွေအယူအဆအရာပူဇော်ချိန်မှာအခုလိုကိုခန္ဓာကိုဝင်ပူးတာကမေတော်ကြီးကကြည်ကြည်နက်နက်လက်ခံပြီးတော့ဇက်အဖွဲကိုကိုရာကနေစောင့်ရှောက်မဲ့အင်မတန်ကောင်းမွန်တဲ့လမိုင်းကတ်တဲ့နမိတ်ပါပဲအထူးသဖြင့်အမားမခံပေမဲ့ယုံကြည်သူကိုလက်ငင်းဆွန့်ရှောက်တတ်တဲ့အမေနံကတိုင်းရဲ့မဆာချင်းကိုခံလိုက်ရတာဖြစ်ပါတယ်ဖိုးချစ်ကနိုင်ငံတကာအဆင့်မီနည်းပညာရေးဇက်စင်အပြင်အဆင့်တွေကိုသုံးပြီးတော့ခင်မီအောင်ပြောင်းလဲခဲ့ပေမဲ့မြမတပင်ရဲ့အသက်သွေးကြောဖြစ်တဲ့ရိုးရာအစဉ်အလာကိုလုံးဝမပြစ်ပယ်ရင်းနဲ့တန်ဖိုးထားတဲ့သူပါဒီလိုရိုးရာအပေါ်သစ္စာရှိတဲ့ဖိုးချစ်ရဲ့ခေါင်းဆောင်မှုနဲ့မေတော်ကြီးကိုထင်ပြလမိုင်းချပေးလိုက်တဲ့ဒီပဲခူးပွဲစဉ်ဟာပရိသတ်တွေအတွက်ရောဇက်အဖွဲ့အတွက်ပါတကယ်ကိုအောင်မြင်မှုတရဖို့စောင်းမဲ့အမတ်တရပွဲကြီးဖြစ်လာမှာအတေချာပဲဖြစ်ပါတယ်ရှင်ဓာတ်ပုံတချို့ကြောင့်ဂိမ်းနေပြီလို့အပြောခံနေရတဲ့စမ်းရည်မို့အခုရပိုင်းလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာအပူတပြင်းရေးပန်းစားပြီးတော့ဝေဖန်မှုတွေစုညံနေတဲ့ကိစ္စတစ်ခုရှိပါတယ်ဒါကတော့ main clip ပရိသတ်တွေရဲ့အသေးအဆွဲမင်းသားကျော်လေးစမ်းရည်မို့တရား LGBT ဖြစ်နေပြီလားဆိုတဲ့ကောလဟာလသတင်းတွေဖြစ်ပါတယ်ဒီလိုထင်ကြေးပေးပြောဆိုမှုတွေရုတ်တရက်ထွက်ပေါ်လာရတဲ့အဓိကတရက်ခိုင်ကတော့မကြသေးခင်ကမှထွက်ပေါ်လာတဲ့သူ့ရဲ့တကြံအထိမ်းအမှတ်ဓာတ်ပုံအသစ်တီကြောင်းပါပဲဒီပုံတွေထဲမှာစမ်းရည်မို့ရဲ့ဝတ်စားစီရင်မှု fashion တွေ post ပေးထားတဲ့ဟန်ပန်အမူအရာတွေကပရိသတ်တွေအမြဲတမ်းမြင်တွေ့နေကြယောက်ျားပြည်သားပြီးတော့စမတ်ကြတဲ့ပုံစံမျိုးလုံးဝမဟုတ်ဘဲအနှဲငယ်မင်းကလေးဆန်ဆန်နဲ့ဂေးပုံစံပေါက်နေရလို့အများစုကရှုမြင်ကြပါတယ်ဒီဓာတ်ပုံတွေ online ပေါ်ပြန့်နှံ့သွားတဲ့အခါမှာပရိသတ်တွေကြောင့်အတော်လေးကြရိပ်ရိုက်သွားခဲ့ပါတယ်ဝေဖန်သူအများစုကတော့စမ်းရည်မို့လိုမျိုးရုပ်ရည်အစဉ်အင်္ဂါပြည့်စုံပြီးချောမောတဲ့မင်းသားတယောက်နေနဲ့တခြားခန်းခန်းနာနာနဲ့ယောက်ျားပြည်သားတဲ့ပုံစံမျိုးနဲ့ဓာတ်ပုံရိုက်လို့ရရဲ့သားနဲ့ဘာဖြစ်လို့အခုလိုမျိုးပုံစံပေါက်တဲ့မျိုးကိုတမင်တကာရွေးချယ်ရိုက်ကူးရတာလေးဆိုပြီးမကြေမနက်နဲ့ဝေဖန်နေကြတာဖြစ်ပါတယ်ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့ရောစမ်းရည်မို့ရဲ့ဒီဓာတ်ပုံတွေပေါ်ဘယ်လိုမြင်လဲဒါကအမှုပညာသဘောအရာဖန်တီးထားတဲ့ပုံစံတစ်ခုသက်သက်လားဒါမှမဟုတ်တကယ်ပဲဂင်းနေရလို့ထင်လားဆိုတာမှတ်ချက်မှာဝင်ရောက်ဆွေးနွေးပေးပါအောင်နော်